Hello အားလုံးပဲမင်္ဂလာပါရှင် Healthy Shop ရန်ကုန်စားနေပြန်ကြိုဆိုပါရစေဒါမင်းဒီနေ့ပြပြီးမှာတော့ဒါမင်းတို့ရဲ့မိမကိုကျင်းစည်းလေးအကြောင်းပဲဖြစ်တယ်ပေါ့နော်မင်းဆိုလို့ရှိရင်ဒါမိမကိုမှာမိမကိုကျဲတယ်ပေါ့နော်ကျဲတဲ့လူတွေမှာပါတယ်အဲ့တော့မင်းဆိုရင်ဒါလေးတွေကိုဒါမင်းအမြဲသုံးတယ်ပေါ့နော်ဒါမင်းလည်းရမ်းကြိုက်တယ်မင်းအမျိုးသားလည်းကြိုက်တယ်ပေါ့နော်မင်းတို့ဆိုတာကဒါအမျိုးသမီးတွေပေါ်ကနုနေတယ်ပေါ့နော်အမျိုးသားတွေနဲ့ဒါလေးလိုမျိုးဆက်ဆံတဲ့အခါကျလို့ရှိရင်မျိုးသားတွေအကောင်းဆုံးပေါ့နော်ဒီ pleasure ပေးနိုင်ဖို့လိုတယ်ပေါ့နော်မင်းဆိုလို့ရှိရင်ဒါအမျိုးသားနဲ့ဒါဟိုရှက်စရာကိစ္စတော့မဟုတ်ဘူးเนาะဒါလူတိုင်းလုပ်နေတဲ့အရာကြီးဆိုတော့လေမင်းအမျိုးသားနဲ့အတူနေပြီးတဲ့အတူနေပြီးတဲ့အခါတိုင်းမင်းဒါလေးကိုနိုင်ဝက်လူမှာကြိုးသုံးပြီးတော့ဒါဆက်ဆံဖြစ်တယ်ပေါ့เนาะအဲကြိုင်မင်းကိုလည်းကျင်းတယ်အနံစုစတိုင်လည်းပျောက်တယ်မျိုးသားလည်းဒါအဆင်ပြေရပေါ့เนาะမင်းဆိုရင်လည်းမျိုးသုံးတယ်ဒါဒီဟာလေးတွေကဒီအတူမနေခင်မှတောင်းရတာမဟုတ်ဘူးအမြဲတမ်းဆွဲသုံးလို့ရတယ်အမြဲဆွဲသုံးလို့ရှိရင်မင်းကအမြဲတမ်းပေါ့เนาะဟိုတဘာတိုင်းကျင်းစေတယ်ပြီးအနံစုစတိုင်ပျောက်တယ်အဖြူစင်းတာတွေပျောက်တယ်ပေါ့เนาะဟုတ်မင်းဆိုလို့ရှိရင်ဒါလေးဆိုရှင်အရန်ကိုကြိုက်တယ်ပေါ့နော်ပြီးရင်ဒီလိုမျိုးဟိုမိန်းကိုချင်းစီတွေကိုတုံးနေတဲ့အမျိုးသမီးအများကြီးပဲပေါ့နော်မြန်မာ society ကကြာနေပေါ့နော်ဒါဒီလိုကိစ္စကြောက်ရှင်ချက်ကြရကြောက်ကြယွန်းကြရဆိုတော့ review လေးထွက်မလာပဲရှိရယ်မင်းတို့ဆိုင်မှာဆိုရင်ဒီလိုဘူးရည်ကိုဟိုယာနဲ့ချီပြီးရောင်းရတယ်ပေါ့နော်တလားလောက်အရန်ကောင်းတယ်ဟိုအကယ်၍ဒီလိုမိန်းကိုချင်းစီလေးတွေကိုမာဒီပြက်နိုင်ရှိပေါ့နော်မိန်းကိုကျဲပြက်နိုင်အနံ့ဆိုတဲ့ပြက်နိုင်အဖြူစင်းတဲ့ပြက်နိုင်ရှိရဆိုရှင်မြဒီမိန်းကိုချင်းစီလေးကိုယုံကြည်စရာသုံးဆွဲဖို့မရအကြံပြုတယ်ဒါတွေကတကဘာလုံးမှာလည်းဖြန့်ထားပြီးသားပေါ့နော်ပြီးရင်ဒါမြန်မာနိုင်ငံ FDA ထိုင်းနိုင်ငံ FDA ပြီးနိုင်ငံပေါင်း10နိုင်ငံကျော်ကနေပြီးတော့ FDA ရရှိပြီးသားဒါလုံးဝဘေးရဆိုချိုးမရှိပါဘူးသူကဒီအိယာဝန်ကန်ဒီပေါ့နော်မိမကိုလေးရဲ့အတွင်းသားလေးကိုဒီဘူးလေးရှိရပေါ့နော်ဘူးကိုဒါမိမကိုအတွင်းသားလေးကိုဘူးကနေပြီးတော့ဆေးရည်လေး20တို့34ချပြီးတော့အိပ်ပင်ရပါပြီအဲ့ဒါဆိုရင်မိမကိုလေးကတဘာတိုင်းကျင်းမယ်ပြီးရင်မြို့သားနဲ့အတူမနေခင်နိုင်ဝက်လိုမှာဒီဆေးရည်လေးတွေကိုမိမကိုလေးကိုအဆက်20 30ချပေးပြီးတော့ဒါခဏလောက်လှည့်ပြီးနေပြီးဆေးရည်ဆုပ်သွားအောင်ပေါ့နော်လှည့်ပြီးနေပြီးရပါပြီသုံးပြုပုံလေးကတော့အရန်လွယ်တယ်ပြီးရင်တစ်ပတ်ကို2ချိန်3ချိန်ပဲသုံးပေးပါအဲ့ဒါဆိုရင်တစ်ပတ်တိုင်းလည်းကျင်းမယ်အဖြူစင်းတာလည်းပြောင်းမယ်အနံဆိုးထိုင်လည်းပြောင်းမယ်မိန်းကလေးထွက်နေရပါလေအကုန်လုံးအဆင်ပြေသွားမယ်ပေါ့နော်မမေအမခံတယ်ဒါသုံးပြီးတော့အမျိုးသားမကြိုက်ဘူးကြိုက်လို့တာပြောမမေအပြောခံမယ်သိလားဟိုဒါသုံးပြီးလို့အမျိုးသားနဲ့အဆင်ပြေသွားလူဆိုတာကြီးပဲအရန်ကောင်းတာအောင်နော်အဲ့တော့မမေပြောပြပေးမယ်ခလေး2ယောက်ရှိရင်ဒါလေးသုံးပေးပါခလေးလုံးဝမရှိဘူးဆိုရင်ဒီပန်းလေးသုံးပါခလေး1ယောက်ရှိရဆိုရင်ဟိုဒီလိမ်မော်ရောင်လေးအဝါလေးသုံးပေးပေါ့နော်ဒါပေမဲ့အခုမှစသုံးမယ်မင်းတို့ရဲ့ချစ်အမျိုးသမီးလေးတွေကတော့ပန်းရောင်ဒါမှမဟုတ်အဝါလေးသုံးပေးပေါ့နော်မင်းတို့ဒါဟိုမင်းတို့မျိုးသမီးရမြန်ကျင်းကျင်ကြပါပေါ့နော်စိတ်မရှိကြဘူးပေါ့ဒါပေမဲ့မင်းတို့ဒီအယောင်ခွဲပေးထားလေးအကြောင်းရှိရပေါ့နော်အဲ့တော့ဆက်သုံးမယ်ဆိုရင်ဒီပန်းရောင်ရဲ့အဝါရဲ့2မျိုးတွေက1မျိုးပဲသုံးပေးပါသုံးနေကြမှရတော့ခင်းရောင်ကိုခုကြော်ပြီးသုံးလိုက်လည်းဘာမှမဖြစ်ဘူးပေါ့နော်အဲ့တော့ဒီဟာလေးတွေဝယ်ယူနေဆိုရင်မင်းတို့လမ်းမတော်8လမ်းအိမ်နံပါတ်64မီဆိုင်မှာ in stock ရှိပါမယ်ရှင်